ဆရာမနဲ့တင်နေရေးနဲ့ပဲပေါ့နော်တခုခုပေါ့ပြဿနာတစ်ခုခုဆရာမဘက်ကဖြစ်ကလေးဘက်ကဖြစ်ကြမို့လို့ဆက်မတင်ဖြစ်တော့ဘူးဒါဆိုလို့ရှိရင်ကလေးရဲ့ဒီတစ်နှစ်ပတ်လုံးကိုတာဝန်ယူဖို့အတွက်ကိုနောက်ထပ်ဆရာမထပ်ရှာရတာမျိုးပါဒါမိဘတွေအတွက်ပြဿနာတစ်ခုပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်တကယ်လို့ဆရာမဘက်ကပဲပြောဝင်မပေးနိုင်တော့တာမျိုးတွေအချိန်မပေးနိုင်တာမျိုးတွေတစ်ခုခုဖြစ်လာခဲ့လို့ရှိရင်မိဘတွေအတွက်ကိုဒီဘက်တကိုင်းမြန်မာကနေပြီးတော့မှတာဝန်ယူပေးနိုင်တဲ့အရာတစ်ခုကတော့ဒါနောက်ထပ်ဆရာမတစ်ယောက်ကိုအချိန်မီပေါ့နော်ပြန်ပြီးတော့မှအစားထိုးပေးရမျိုးဖြစ်ပါတယ်ဆိုတော့အဓိကကတော့ကိုယ့်ရဲ့ကလေးကိုပညာရေးမှာဒီဆရာမကမတင်နိုင်တော့အချိန်မပေးနိုင်တော့လို့ကလေးရဲ့ပညာရေးနှောင့်နှေးတာမျိုးတို့မဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်နောက်ထပ်ဒီလိုမျိုးလုပ်ပေးနိုင်မယ့်ဆရာမတစ်ယောက်ကိုအချိန်မီအရေးပေါ်ပေါ့နော်ပြန်ပြီးတော့မှအစားထိုးပေးတဲ့ပုံစံမျိုးလုပ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိဘတွေလည်းတခိုင်းမြန်မာမှာဆရာမခေါ်ပြီးသွားလို့ရှိရင်တကယ်လို့ပေါ့နော်ကြားထဲမှာဒီဆရာမနဲ့အဆင်မပြေလို့တင်လို့ဆက်ပြီးတော့မတင်ဖြစ်တော့ဘူးဆိုရင်နောက်ထပ်ဆရာမတစ်ယောက်ကိုထပ်ပြီးတော့မှရှာပေးတဲ့ပုံစံမျိုးလုပ်ပေးတဲ့အတွက်ကြောင့်မို့လို့လည်းဒါယုံကြည်စိတ်ဆက်ဆံနဲ့လာရောက်ပြီးတော့မှခေါ်ယူဆက်သွယ်လို့ရပါတယ်ခင်ဗျာ